တကယ်လို့သင်ဟာတောင်ကုန်းတစ်ခုနားမှာမြေကြီးတူးနေရင်းနဲ့အဲ့ဒီမြေကြီးကမြေပဲယူလိုမျိုးစေးကက်ကက်ဖြစ်နေတာကိုတွေ့ရင်မသိချင်အောင်စောင်းပြီးလက်ထွက်သွားမလိုက်ပါနဲ့အဲ့ဒီလိုထူထဲပြီးစေးကက်နေတဲ့ရွှင်မြေတွေကသင်ဘဝတစ်ခုလုံးကိုလုံးဝပြောင်းလဲပြနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့လာကရွှေအစ်စ်ရှိနေတဲ့နေရာကိုညွန့်ပြနေလို့ဖြစ်နိုင်ပါတယ်။ခင်မြင့်ရွှေရှာဖွေသူတော်တော်များများဟာအခုလိုမျိုးပဲစတင်ခဲ့ကြတာပါ။သူတို့ဟာနေတိုင်းအဲ့ဒီလိုမြေခဲအသေးလေးတွေကိုတေချာဆုဆောင်းပြီးရွှေကျင်ကွက်ထဲကိုထည့်ကြပါတယ်။ပြီးရင်တော့အနီးနားမှာရှိတဲ့ငြိမ်သက်တဲ့စမ်းကြောင်းလေးစီကိုတွားကြပါတယ်။အဲ့ဒီနောက်ရွှေကျင်ကွက်ကိုရေထဲဖြည်းဖြည်းချင်းနှစ်လိုက်ပြီးတော့ညင်သားစွာဝိရမ်းပြီးကျင်းကြပါတယ်။ပေါ်ပါတဲ့တဲတွေကတော့ရေထဲကိုအမြန်မျောပါသွားပေမဲ့အလေးလံစွန်းအရာတွေဖြစ်တဲ့ရွှေပုံအသေးလေးတွေကတော့ကွက်ရဲ့အောက်ခြေမှာပဲကျန်ရစ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ရွှေရဲ့တောက်ပတဲ့အယောင်ကရုတ်တရက်ပေါ်လာပါတော့တယ်။လူအများစုမသိကြတဲ့အချက်ကတော့ရွှေရှာဖွေသူတွေဟာတဲနဲ့တွေကိုအရန်သဘောကျကြတာပါပဲ။တန်တက်ကျွဲဒီလိုတဲအမောင်လိုင်းတွေထဲမှာရွှေတွေပုံကွယ်နေတတ်ပါတယ်။ဒါဟာရွှေတွေပိတ်မိပြီးကြံရစ်ခလိရှိတဲ့အတုံးအများဆုံးနေရာတွေကတစ်ခုပါပဲ။ရွှေကအရန်လေးလံတဲ့အထက်ရေလဲကိုအမြန်ဆုံးနှစ်ညှို့သွားတာပါတယ်။စီးစင်းနေတဲ့ရေကရွှေတွေကိုရေအောက်ဖက်စီဆက်တိုက်တွန်းပို့ပြီးပထဝီအရာအနေထားကြောင့်လှုပ်ရှားမှုတွေကြောင့်တဲလွှာအထိုက်ကြားထဲမှာပိတ်မိကြံရစ်ထည်စေတာပါ။ဒါကြောင့်မလို့ရွှေရှာဖွေသူတယောက်ဟာတဲနတ်တွေကိုမြင်လိုက်တာနဲ့ရင်တွေဒိန်းခုန်လာရတာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့အတွေ့အကြုံနဲ့ဖြစ်နိုင်ခြေတွေအရအဲ့ဒီနေရာမှာရွှေတွေပုံကွယ်နေနိုင်လို့ပါပဲ။ကဲသူငယ်ချင်းတို့လည်းဒီဗီဒီယိုလေးကြည့်ပြီးဘ ഹു တုတ္တလေးရပြီးချမ်းသာကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ဗျာ။